AI အင်တာနက်ပေါ်မှာဘယ်ဟာပဲကြည့်ကြည့် AI တွေကြီးပဲဓာတ်ပုံဖန်တီးခြင်းလား Photoshop မသိလဲကိစ္စမရှိဘူး AI နဲ့ဖန်တီးလို့ရတယ်ဗီဒီယိုတစ်ခုလုပ်ခြင်းလား editing မလုပ်တော့ဘူးဆိုလဲရတယ် AI နဲ့လုပ်လို့ရတယ် application ဒါမှမဟုတ် website တစ်ခုလုပ်ခြင်းလား AI နဲ့လုပ်လို့ရလာတယ် music သချင်းတွေဖန်တီးခြင်းလား AI ရှိတယ်ကိုလုပ်ခြင်းလားကို assistant တယောက်အဖြစ်ခိုင်းခြင်းလားအဲ့ဒီအတွက်လည်း AI ရှိတယ်ဒီတော့ကိုဘာပဲလုပ်ခြင်းအဲ့ဒီအတွက် AI ရှိတယ် AI ကလုပ်ပေးနိုင်တယ်ဘယ်ဟာကိုမဆို AI နဲ့လုပ်လို့ရလာတော့လူတွေကသူတို့ကိုယ်တိုင်မဖန်တီးချင်ကြတော့ဘူးပြင်းလာကြတယ် prompt စာကြောင်းနည်းနည်းလေးရေးပေးတာနဲ့ပုံတစ်ခုရလာတော့သူကိုယ်တိုင်ပြင်ပန်းခံပြီးတော့ပုံမဆွဲကျင်တော့ဘူးဒီတော့ AI ကလူလုပ်ရမယ့်ဟာတွေအားလုံးကိုအစားထိုးဝင်ပြီးလုပ်ပေးလာမယ်ဆိုရင်လူတွေရဲ့ဖန်တီးမှုကရပ်တန့်သွားမှာလားဒါမှမဟုတ်လူဖန်တီးမှုမပါတော့တဲ့ AI ကရောဆက်လက်ရှင်သန်နိုင်မလားဒီမျိုးရဲ့အဖြေကိုမပြောခင် AI ကဘယ်လိုဖန်တီးလဲဘယ်ကနေ data ယူတယ်လဲဆိုတာကိုကြည့်အောင် How AI get data အင်တာနက်ပေါ်ကစ website တွေခေတ်အဲ့ဒီအချိန်တုန်းကတော့တခုသိနေဆိုရင်သတင်းတွေဘာတွေဖတ်ကြည့်နေဆိုရင်တော့ website တွေထဲဝင်ဖတ်ခဲ့ကြတယ်လေ့လာခဲ့ကြတယ် 80s တွေရဲ့ခေတ်ပေါ့ကိုဝင်ကြည့်တဲ့ website ကိုကြိုက်သွားပြီဆိုရင် bookmark ဆိုတဲ့ဟာလေးနဲ့မှတ်ထားနိုင်တယ်နှင်းငယ်ကြာတော့ Google တို့ Yahoo တို့ဆိုတာရောက်လာတယ်မင်းတို့ website address တွေကိုမှတ်ထားစရာမလိုဘူးငါရဲ့ search bar ကနေသိချင်တာရှာလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ website link တွေငါပြပေးမယ်ပေါ့တဖြည်းဖြည်းနဲ့ Google search မှာကိုရှာလိုက်တဲ့ဟာတွေသူများရှာထားတဲ့ဟာတွေအကုန်လုံးပေါင်းပြီးတော့တင်ထားတယ်ပြောရမယ်ဆိုရင် data တွေပေါ့ Google ကအဲ့ဒီ data တွေကိုပြန်ပြီးတော့ keyword suggestion လုပ်လာတယ်ချွန်ညာတွေပြတာပေါ့ Google ပေါ်ပြီးတော့တိတ်မကြဘူး social media ခေတ်ရောက်လာတယ်အရင်တုန်းကသူများ create လုပ်ပြီးသားရေးထားတာကိုပဲဝင်ကြည့်ဝင်ဖက်လုပ်နေတဲ့သူတွေကသူတို့ကိုယ်တိုင်ရေးနိုင်ဖန်တီးနိုင်လာကြတယ်အဲ့ဒီမှာလဲ social media company တွေကသူတို့ကိုသုံးနေတဲ့ကျွန်တော်တို့လို user တွေစီကနေ data တွေကိုသိမ်းတယ်ပြီးရင်အဲ့ဒီ data တွေကို analyze လုပ်ပြီးတော့ user တွေနဲ့တင့်တော်မဲ့ချွန်ညာတွေကိုပြန်ပြတယ် Google ကလည်း user တွေရဲ့ data ကိုသုံးပြီးလဲပတ်တယ် social media ကလည်း user တွေရဲ့ data ကိုသုံးပြီးလဲပတ်နေတယ်ဒါဆိုသဘောပေါက်သွားပြီလို့တော့ထင်တယ် AI ကဘယ်ကနေ data ရတယ်လဲဆိုတာကို user data ကျွန်တော်တို့ဖန်တီးထားတဲ့ data တွေကနေရတာအင်တာနက်ပေါ်မှာကိုရေးခဲ့တဲ့စာသားတွေ upload လုပ်ခဲ့တဲ့ပုံတွေ video တွေ files တွေ AI တွေကဓာတ်တွေကို analyze လုပ်ပြီးတော့ကျွန်တော်တို့ဒီအောက်ပို့ပေးတယ်ကျွန်တော်တို့ပေးထားခဲ့တဲ့ data တွေကနေပြီးတော့ပြန်ရတာ AI အတွက် data ဆိုတာ fuel လောင်စာတစ်ခုလိုပဲအဲ့ဒီ data ဆိုတဲ့ fuel တာမရှိရင် AI ကမလဲပတ်နိုင်တော့ဘူး data ကဘယ်ကနေလာလဲကျွန်တော်တို့လို internet user တွေစီကနေလာတာ user data ကိုတိုင်ဘာကိုမှ create မလုပ်ဖန်တီးမှုလည်းမလုပ် AI ကိုပဲမေးနေရင်တော့ AI ကလူတစ်ခုတည်းရောက်သွားနိုင်တယ် AI dead bull sorry AI dead loop အဲ့ဒါကပဲ AI ကိုအဆုံးသက်စက်သိမ်းသွားစေနိုင်ပါတယ် AI ကလူတွေဖန်တီးပြီးသား data တွေကိုယူတယ်လူတွေကိုပဲပြန်ပေးတယ်လူတွေကအဲ့ဒါကိုယူပြီးတော့ AI ကိုပြန်မေးကြတယ် AI အချင်းချင်းကလည်း copy ကူးတယ်အဖြေပြန်ထုတ်ပေးတယ်ဒီလိုနဲ့ပဲဖန်တီးမှုအသစ်တွေမရှိတော့ဘဲနဲ့ loop တစ်ခုတည်းကိုရောက်နေပါလိမ့်မယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ဓာတ်ပုံတစ်ခုကို copy ကူးတာနဲ့တူတယ်တယောက်လာလဲဒီစတိုင်နောက်တယောက်လာလဲဒီစတိုင်နဲ့ရလာတဲ့ပုံတွေအကုန်လုံးကတပုံစံနဲ့ဖြစ်နိုင်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် AI ကိုစာရေးခိုင်းတယ်ပဲထားပါတော့အခုဒီ AI W အကြောင်းကိုပဲရေးခိုင်းလိုက်မယ်ဒါနဲ့ AI ကအင်တာနက်ပေါ်မှာငိုကလေးကရှိတဲ့ AI W အကြောင်းတွေအားလုံးကိုစုစည်းလေ့လာပြီးတော့ကျွန်တော်တို့ကိုပြန်ရေးပေးလိုက်မယ်နောက်တစ်ခေါက်လဲအဲ့ဒီအကြောင်းကိုပဲကျွန်တော်တို့ထပ်မေးမယ်သူကလည်းခုနအတိုင်းပဲပြန်ရေးပေးလိုက်တယ်6ခါလောက်မေးပြီးရင်တော့အဲ့ဒီ6ခါမြောက်အဖြေရဲ့အရေးသားစတိုင်နဲ့အပေါ်ကပေးခဲ့တဲ့အဖြေတစ်ခုခုရဲ့စတိုင်နဲ့တွားတူနေပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ AI W အကြောင်းရေးတဲ့လူတွေသူတို့စတိုင်နဲ့သူတို့ရေးထားတယ်အင်တာနက်ပေါ်မှာ upload လုပ်ထားတယ်အဲ့ဒါကိုမှ AI က copy ကူးပြီးတော့ပြန်ရေးတာ content ပဲ copy ကူးတာမဟုတ်ဘူးစတိုင်ကိုပါသူက copy ကူးချတာဒီတော့တစ်ခါမေးလဲဒီစတိုင်နောက်တစ်ခါမေးလဲဒီစတိုင်အဲ့ဒါကိုပဲ AI သုံးတဲ့သူတွေကအင်တာနက်ပေါ်မှာပြန်တင် AI ကအဲ့ဒါကို copy ကူးပြန်ရေးပြဒါနဲ့တန်တရားလဲနေရောနောက်ဆုံးတော့လူတွေကသူတို့ကိုယ်တိုင် create မလုပ်တော့တဲ့အတွက် AI ကသူဖန်တီးပြီးသား data တွေကိုပဲပြန်ယူပြန်ပေးလုပ်နေမယ်ဒါနဲ့ပဲလူပင်ပတ်နေရောအင်တာနက်ပေါ်ကိုလူတွေရဲ့အရေးသားအသစ်ဖန်တီးမှုအသစ်တွေ upload မလုပ်သေးတဲ့၍အဲ့ဒီ loop ကဆက်ပြီးလဲပတ်နေဦးမှာကြာလိုက် AI လဲ creation အသစ်တွေမလုပ်နိုင်တော့ဘူးလူတွေလဲ creativity မရှိတော့ဘူးဒါဆိုဖန်တီးမှုအသစ်တွေ creation အသစ်တွေထပ်ရလာအောင်အဲ့ဒီ loop ကိုဘယ်လိုဖျက်ရမလဲနည်းလမ်းတော့ရှိတယ် The solution
အရင်ဆုံးလုပ်ရမှာက AI ကိုမသုံးဘဲကိုယ်တိုင် creation အသစ်လုပ်ရမယ်စာရေးစရာဆိုလဲစာရေးတဲ့စတိုင်အသစ်ဒီဇိုင်နာဆိုလဲဒီဇိုင်းအသစ် AI ကိုလုံးဝမသုံးခိုင်းတာတော့မဟုတ်ဘူးနည်းနည်းပါးပါးတော့သုံးလို့ရတယ်အချိန်ပြည့် AI ကိုပဲမင်းနေတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ idea အသစ်လေးတွေကိုပါသူ့ကိုပေးဖို့လိုတယ်ဒါမှသူကကိုယ့်စီကလမ်းလုပ်ပြီးသင်ယူပြီးနောက်ထပ်ဖန်တီးမှုအသစ်တွေကိုပါပေးနိုင်မှာ AI ကိုကတ်တင်ဖို့နောက်ထပ် AI တခုလိုအပ်တာတော့မဟုတ်ဘူးမူရင်းတကက်လက်ရရှိတဲ့လူသားဖန်တီးမှုတွေလိုအပ်တာတချို့ပြောကြတာရှိတယ် AI လာပြီးဆိုရင်လူသားတွေမလိုအပ်တော့ဘူးလူတွေနေရာကိုအစားထိုးဝင်လာလိမ့်မယ်ဆိုပြီးတော့ပေါ့အချို့နေရာတွေအတွက်ကတော့မှန်ကောင်းမှန်နေပေမဲ့လုံးဝအစားထိုးဖို့ဆိုတာကတော့လက်ရှိအခြေအနေအထိမဖြစ်နိုင်သေးဘူး။ဘာကြောင့်လဲဆိုတော့ AI ကလူတွေဖန်တီးထားတဲ့ data တွေကိုလိုအပ်နေတုန်းပဲ။ဒါကြောင့် AI ကို loop တဲကဆွဲထုတ်ပြီးဖန်တီးမှုအသစ်တွေနဲ့အသက်ရှင်စေဖို့ဆိုရင်ကျွန်တော်တို့စီမှာတာဝန်ရှိတယ်။နောက်ဆုံးပြောချင်တာက AI ကိုကိုယ့်ရဲ့ assistant တယောက်အဖြစ်နေနဲ့သာသုံးပါ။သူပေးလာခဲ့တဲ့ output အဖြစ်ကို inspiration အနေနဲ့ယူပြီးကိုယ့် idea တွေနဲ့ remix လုပ်ပါဒါမှ AI ကလည်း creation အသစ်တွေကိုလူတွေစီကနေပြန်ရပြီးတော့တခြား creation အသစ်တွေကိုလည်းဖန်တီးနိုင်မယ်လူတွေအတွက် AI ကကူညီပေးတယ်ဆိုရင် AI အတွက်လည်းလူတွေလိုတယ် So let's use AI don't overuse ဒါဆို AI တွေ data ဘယ်ကနေရတယ်လဲဆိုတာ AI W အကြောင်းသိသွားလောက်ပြီးတော့ထင်တယ် AI အကြောင်းတခြားသိချင်တာရှိရင် comment မှာမှန်းခဲ့ပါဒီဗီဒီယိုကိုကြိုက်ရင် like ကိုယ်တငယ်ချင်းတွေကိုလည်း AI အကြောင်းသိချင်ရင်ဒီဗီဒီယိုကို share ထားလိုက်လျှောက်ရေးဒီမှာ ANW ဆိုလာဘာလားမင်းတစ်ချက်ကြည့်ကြည့်ဆိုတာမျိုးပေါ့တက်ဗီဒီယိုတွေ infotainment ဗီဒီယိုတွေ channel မှာတင်တာနဲ့ချက်ချင်းသိရဖို့ channel ကို subscribe လုပ်ခဲ့ပေးပါနောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြရအောင် and the last one word this is zero limit no limit to learn ထပ်တာ bye bye